အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်ရဲ့ CBR 1000R 3လုံးရဲ့ set ဘယ်လိုနိုးရတော့ဆိုတာကျွန်တော်ပြမှာဖြစ်ပါတယ်ဟဲ့ပါတခြားဘိန်းတွေကြတော့ဒီမှာရှိတော့ဗောနော်ဒါပေမဲ့အခုကျွန်တော်ဘိန်းကြတော့သူကဒီမှာရှိတာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော် set နိုးမယ်ဆိုရင်အဲ့မှာတစ်ချက်နေရပါတယ်ဒီနေရာလေးပေါ့အဲ့မှာတစ်ချက်လေးနှိပ်လိုက်ဒါဆိုရင်သူပွင့်လာပြီဖြစ်ပါတယ်နောက်ဆိုရင်ကျွန်တော်ဒီနေရာလေးတစ်ချက်ပြန်နှိပ်ပေါ့တော့ဆက်နိုးတော့ဖြစ်ပါပြီဒါဆိုရင်ကျွန်တော်ပိတ်တဲ့ချိန်ဆိုရင်ကျွန်တော်ဒီမှာရှေ့ကိုနာရီလိုမျိုးပေါ့သူကရှေ့ကိုတစ်ချက်လေးလဲလိုက်သူကဆက်ကပိတ်တော့နောက်ပြီးဆိုကျွန်တော်တကယ်လို့လောက်ချမယ်ခေါင်းကိုလောက်ချမယ်ဆိုရင်ကျွန်တော်3စက္ကန့်လောက်ပေါ့3စက္ကန့်လောက်အဲ့လောက်အမျိုးလေးဖိထားလိုက်သူအတန်ကြားလာအဲ့မျိုးဆိုရင်ပိတ်တော့ခေါင်းโอเคတကယ်လို့ဖွင့်မယ်ဆိုရင်တော့သူနိုင်လက်တန်လိုမျိုးပဲဒီချက်ဒီဖက်ကတစ်ချက်ဒီမှာတစ်ချက်ပြန်နေသူဖွင့်တော့ပါပြီဟုတ်ကဲ့အဲ့လောက်ပါပဲကျေးဇူးတင်ပါတယ်